ကိုရီးယားနိုင်ငံမှာကိုရီးယားဘာသာစကားကျောင်းတက်ရင်းနဲ့ part time အလုပ်လုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ lifestyle ဘယ်လိုရှိမလဲငွေကြေးဘယ်လောက်ရရှိမလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်စလိုက်ကြရအောင်ပထမဆုံးကုန်ကျစရိတ်ကိုပြောပြမယ်နော်ကိုရီးယားဘာသာစကား1 quarter တက်မယ်ဆိုလို့ရှိရင်1တန်းခွဲကနေ2တန်းခွဲထိဒေါ်လာနဲ့ဆိုရင်ဒေါ်လာ1200ကနေ2000ထိကုန်ကြပါမယ်နေထိုင်စရိတ်ကိုတွက်ကြည့်ရအောင်အိမ်ငှားကရဲ့လစဉ်စားတောက်စရိတ်ကျန်းမာရေးအာမခံချက်တယ်လီဖုန်းအင်တာနက်အဲ့ဒီ general ကုန်ကျစရိတ်တွေကိုတွက်ကြည့်မယ်ဆိုလို့ရှိရင်တစ်လကို9သိန်းကနေ1တန်းခွဲထိကုန်ကြမယ်ဒေါ်လာနဲ့ဆိုရင်ဒေါ်လာ900ကနေ1200ထိကုန်ကြမယ်စုစုပေါင်းကိုယ့်ရဲ့စာဝင်နေထိုင်စရိတ်ဆိုလို့ရှိရင်ဒါစဉ်ကုန်ကြငွေကကုန်ကျစရိတ်က1တန်း3000ကနေ1 2တန်း2000ထိကုန်ကြတယ်ဒါဆိုရင်ကိုကအလုပ်လုပ်မယ်ဆိုလို့ရှိရင်ကျောင်းသားတစ်ယောက်အနေနဲ့ဝင်ငွေဘယ်လောက်ရှိနိုင်လဲဒါဆိုရင်ကိုကအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရမလဲလို့ကြည့်ကြည့်အောင်ကိုရီးယားမှာကျောင်းသားတစ်ယောက်အနေနဲ့ part time လုပ်မယ်ဆိုရင်တနိုင်လစာက9500စပြောပါရရှိနိုင်တယ်ဒါကအကြမ်းမြင်ပြောပြတာဖြစ်ပြီးတော့မှကိုလုပ်တဲ့အလုပ်ပေါ်မှာမူတည်ပြီးတော့မှနည်းနည်းပါးပါးခွာခြားမှုရှိလိမ့်မယ်ကျောင်းသားတစ်ယောက်အနေနဲ့တရားဝင်လုပ်ပိုင်ခွင့်ရှိတဲ့တစ်ပတ်ကိုနိုင်20အထိတရားဝင်လုပ်ပိုင်ခွင့်ရှိတယ်ဒါဆိုတွက်ကြည့်အောင်တစ်နာရီကို1000ရတယ်ဆိုပါစို့တစ်ပတ်ကိုနိုင်20တစ်လကို4ပတ်ဒါဆိုရင်တစ်လဝင်ငွေက18သိန်းကနေ19သိန်းခွဲဒေါ်လာနဲ့တွက်မယ်ဆိုရင်ဒေါ်လာ600ကနေဒေါ်လာ950ထိရနိုင်ပါတယ်ကျောင်းပိတ်ရက်တွေမှာဆိုလို့ရှိရင်အလုပ်ပို့ပြီးတော့လုပ်ပိုင်ခွင့်ရှိတယ်အဲ့လိုမျိုးချိန်တွေမှာဆိုရင်1တန်းလောက်ထိကိုရနိုင်ပါတယ်ဒါဆိုရင်ကိုပတ်တန်းရတဲ့အလုပ်နဲ့ကျောင်းသားကကာမိလားအဆင်ပြေနိုင်မှာမလားကိုပတ်တိုင်းလုပ်မယ်ဆိုလို့ရှိရင်ဒီဝင်ငွေနဲ့ကုန်ကျစရိတ်အားလုံးကိုတော့ 100% cover မဖြစ်ဘူးကိုပတ်တိုင်းလုပ်ပြီးရတဲ့ဝင်ငွေကကိုယ့်ရဲ့နေထိုင်စရိတ်ကို60%ကနေ80%လောက်ထိတော့ကောက်ဖြစ်နိုင်တယ်ဒီမှာအဓိကပြောချင်တဲ့အချက်၃ချက်ကပထမ6လအတွက်ကိုငွေစုထားပါကိုအလုပ်မရသေးတဲ့အချိန်မှာအဲ့ဒီငွေနဲ့ကို survive လုပ်လို့ရတယ်နံပါတ်2အကယ်၍များကိုမှငွေလုံလောက်ရှိတယ်ဆိုလို့ရှိရင်ကိုစာတင်တဲ့အချိန်တွင်းမှာ cover ဖြစ်မဲ့ငွေကိုစောင့်ထားပါစောင့်မှုဝဲကိုယ့်ရဲ့စာကိုဦးစားပေးပါကျောင်းပြီးတဲ့အချိန်ကြာလို့ရှိရင်အချိန်ပြည့်လုပ်တဲ့အခါမှာကိုသုံးထားတဲ့ငွေတွေကိုပြန်ပြီးတော့ရှာနိုင်ပါတယ်နံပါတ်3တရုံဝင်အလုပ်လုပ်ပါနိုင်ထပ်ပို့ပြီးတော့မှအလုပ်မလုပ်ပါနဲ့အကယ်၍ကိုကဖမ်းမိတယ်ဆိုလို့ရှိရင်နိုင်ငံဝင်ခွင့်အပိတ်ခံရနိုင်တတ်ပါတယ်ဒီတော့ညီကုန်းချုပ်အနေနဲ့ပြောရရင်ကိုယ့်ရဲ့စိတ်အားထက်သန်မှုငွေကြေးစီမံခန့်ခွဲမှုသူ့နိုင်ငံရဲ့ဥပဒေကိုလေးစားမှုဒီ၃မျိုးနဲ့ကိုရီးယားမှာအလုပ်လုပ်ရင်ကျောင်းတက်ဖို့အစီအစဉ်ကိုချမှတ်ပါအကယ်၍များအကူအညီလိုတယ်ဆိုရင်ကျမကိုဆက်သွယ်ပါ like and share လုပ်ပေးပါမိကုန်းရှိတယ်ဆိုလို့ရှိရင် comment ဆောက်မှာရေးပြီးတော့မှကျမကိုမေးနိုင်ပါတယ်ကျေးဇူးများတင်ပါတယ်